မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒေါက်တာ Eric ပါကျွန်တော် IGCSE ကျောင်းသားလေးတွေအတွက်ကျွန်တော် Biology Free Channel လေးဖြစ်တယ်ကျွန်တော်ဒီပထမဆုံး introduction လေးကိုအရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ IGCSE အတွက်နော် qualification တွေ PSN ကနေပေးတဲ့ဟာကို LHC ကနေပေးတဲ့ဟာကကျွန်တော်တို့ IGCSE Biology ပေါ့အဲ့ဒီမှာ paper 1 ပါမယ်ပေါ့နော် paper 2 ပါမယ်ပြီးတဲ့အခါကျတော့science level award ဆိုတဲ့ paper qualification လေးလည်းရှိတယ်ပေါ့အဲ့ဒါကတော့ biology paper 1 chemistry paper 1 physics paper 1ဆိုပြီးတော့အသုံးဖို့ပါတယ်ပေါ့နော်qualification တွေအနေနဲ့ကပထမဆုံး biology paper 1ကို intro လုပ်မယ်ပေါ့နော်အဲ့တော့ biology paper 1က 61.1% ပေါ့ဒီ total IGCSE အတွက် 61.1% ပါမယ်ပြီးတော့ဘာ topic တွေပါမလဲဆိုတော့ varieties of living organisms and the nature the structure and function of the living organism, reproduction and inheritance, ecology and the environment, and the use of the biological resource. အဲ့ဒါတွေပါမယ်ပေါ့နော်အဲ့တော့ဒီ assessment paper 1 အတွက်ကနော်ကြာချိန်ကစာမွေးမှာ2နာရီရမယ်ပေါ့နော်2နာရီကြာမယ်ပြီးတဲ့အခါကျတော့အမှတ်က130ကိုမေးမယ်ပေါ့ဘယ်လို question တွေကိုမေးမှာလဲဆိုတော့multiple choice question တွေပါမယ် short answer တွေပါမယ် calculation တွေပါမယ် exam and open response question တွေပါမယ်ပေါ့နော်အဲ့တော့ biomath တွေပါမှာဖြစ်တဲ့အတွက်ကလေးတွေက calculator သုံးရမယ်ပေါ့အဲ့တော့ paper 2 အတွက်က 38.9% ပါမယ်ပေါ့နော် IGCSE တခုလုံးအတွက်အဲ့တော့ paper 2 မှာလည်းဒီ content တွေပဲကျွန်တော်တို့သင်ရမယ်ပြီးတဲ့အခါကျသူ့အတွက်ကြာချိန်ကတော့1နာရီနဲ့15မိနစ်ရှိမယ်ပေါ့နော်ပြီးတော့သူ့ရဲ့အမှတ်ကစုစုပေါင်း80ရမယ်ပေါ့နော်အဲ့တော့ paper 1နဲ့ paper 2ကနှစ်ခုပေါင်းလိုက်လို့ရှိရင်180ပို့ဖြေရမယ်ပေါ့နော် question တွေကတော့ခုနအတိုင်းပဲ multiple choice တွေလည်းပါမယ် short question တွေလည်းပါမယ် calculation တွေလည်းပါမယ် exam နဲ့ open question တွေလည်းပါမယ်ပေါ့အဲ့တော့ calculation တွေပါတဲ့အတွက်ကြောင့်လို့ calculator တွေကသုံးဖို့တော့အောင်မယ်ပေါ့နော် code တွေအနေနဲ့ကတော့ subject code က 4BI1 ပါအဲ့ဒါက IGCSE biology အတွက်ပေါ့နော် IGCSE science level award က 4SC 0ပါနော် paper code အနေနဲ့ biology paper 1 အတွက်ကကျွန်တော်ဒီမှာ register လုပ်ရမယ့် paper တွေပေါ့နော် 4BI1/1B science level award ဖြေမဲ့လူတွေအတွက်က 4SC0/1B ပေါ့နောက်တစ်ခုက biology paper 2 အတွက်က 4BI1/2B ပါအဲ့တော့ဒီ text book ထဲမှာပါတဲ့topic contents တွေကတော့ organism နဲ့ life process ပါမယ် animal physiology ပါမယ် plant physiology ပါမယ် ecology နဲ့ environment ပါမယ် variation and selection ပါမယ် microorganism and genetic modification ဆိုပြီးတော့ topic တွေပါပါမယ်နောက် assessment objective နဲ့ weighing အနေနဲ့ကတော့ပထမဆုံးမိတ်ဆက်ပေးချင်တာက AO1 AO2 AO3 question တွေကိုမိတ်ဆက်ပေးချင်တယ်ပေါ့နော်အဲ့တော့ပုံမှန်စာချက်တဲ့လူတွေအတွက်ကတော့အောင်မှတ်ကတော့ရနိုင်ပြီအမှတ်ကောင်းဖို့တော့ဘယ်လိုမှမဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ချက်ကြည့်ကြအောင်။ A1 ဆိုတော့ knowledge and understanding of the biology ပေါ့။အဲ့ဒီမှာဆိုလို့ရှိရင် by heart ချက်တဲ့လူတွေအတွက်တော့အဆင်ပြေမယ်။ဘာဖြစ်လို့လဲဆိုတော့ definition တွေပါမှာပေါ့နော်။ပြီးတဲ့အခါကျတော့ number လေးတွေပါတဲ့အခါကျတော့နော် A1 question ကိုဖြေနိုင်တဲ့လူတွေက 40% ရမှာပေါ့။အဲ့တော့ IGCSE biology ကအောင်ဖို့အတွက်လွယ်ကူတယ်။မှတ်တွေကောင်းဖို့အတွက်ကအရင်ကြီးတော့မလွယ်ကူဘူးပေါ့နော်။အဲ့ဒါလေးကိုဘာကြောင့်မလို့ပြောလဲဆိုတာကြည့်အောင် AO2 ကအခုတော့ကြက်ထားတဲ့ knowledge တွေ understanding of biology ရှိတဲ့အပြင်အဲ့ဒါတွေကို apply လုပ်နိုင်ရမယ်ပေါ့ပြီးရင်ဒါတွေကို analyze လုပ်နိုင်ရမယ် evaluate လုပ်နိုင်ရမယ်ဒါဆိုရင်ကိုယ့်စီကိုနောက်ထပ် 40% ထည့်ရောက်လာပြီအဲ့တော့ AO1 ကို AO2 ကိုပိုင်းတဲ့ကလေးက 80% ပဲရအောင်ပဲပေါ့နော်အဲ့တော့ biology science subject အတွက်ကျွန်တော်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်100% အပြည့်ရနိုင်တယ်ပေါ့အဲ့ဒါဆိုရင်100% အပြည့်ရအောင်လုပ်အောင်လဲဆိုတော့ AO3 question တွေကို handle လုပ်အောင်ပေါ့နော်AO3 question တွေဆိုတာဘယ်လိုလဲဆိုတော့ experimental skills တွေ analysis တွေ evaluation of data and method in biology ပေါ့ဒါတွေရမယ်ဆိုလို့ရှိရင်ကိုယ်ပိုင်အောင် experiment တွေတည်ဆောက်နိုင်မယ်ဆိုလို့ရှိရင်နောက်ထပ် 20% ကိုယ့်လက်ထဲမှာရနိုင်တယ်ပေါ့နော်အဲ့တော့ A star တွေအမှတ်ပြည့်လိုချင်တဲ့ကလေးက content တစ်ခုလုံးကိုနားလည်ရမယ်ပြီးတဲ့အခါကျတော့တေချာစဉ်းစားပြီးတော့ handle လုပ်နိုင်တယ်ဆိုလို့ရှိရင်အမှတ်ပြည့်ရဖို့အတွက်က science subject ဖြစ်တဲ့အတွက်မခက်ပါဘူးပေါ့နော်နောက်တစ်ခုကကလေးတွေရောမိဘတွေရောကြည့်နေလို့ရှိရင်ကျွန်တော်ကြံပေးချင်တာကလေးတွေအင်္ဂလိပ်စာကိုပို့ပြီးကောင်းအောင်လုပ်ထားဖို့နော်မေကုန်းကိုနားလည်ပြီဆိုလို့ရှိရင်အမှတ်ကကိုယ့်ရဲ့လက်ထဲကို 50% ရောက်လာပြီလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ပေါ့နော်အဲ့တော့ AO1 question လေးတွေကိုကြည့်ကြအောင် knowledge နဲ့ understanding အတွက်လိုအပ်တဲ့ဟာလေးပေါ့နော်အဲ့တော့ definition တွေပါမယ် structure နဲ့ function တွေပါမယ်
နောက်ပြီးတဲ့အခါကျတော့ simple descriptive question တွေပါမယ်ပုံလေးတွေပြီးပြီးတော့ပြန်ပြီး diagram based recall လုပ်တာတွေပါမယ် short factual question တွေပါမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်စီကိုအမှတ်40ကိုရလာပြီပေါ့နော်အဲ့တော့အမှတ်နောက်ထပ်40ကိုလိုချင်တယ်ဆိုတော့ AO2 question တွေ handle လုပ်နိုင်ရမယ်ပေါ့နော်အဲ့ဒါတွေက experimental skill analyzing understanding and evaluation ဆိုတဲ့ဟာတွေပေါ့ဒီမှာဆိုဥပမာလေးပေးထားရပေါ့နော်အဲ့ဒါ how question တွေ why question တွေပေါ့နော် explain လုပ်ရမယ့် question တွေနောက်တစ်ခုက effects ပေါ့နော်နောက်တစ်ခုကအနည်းငယ် evaluation data တွေကိုဖတ်နိုင်ရမယ်ပေါ့နော်နောက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ calculation လေးတွေတော်တော်များ AO2 question တွေပဲပေါ့နော်အဲ့တော့ every calculation တော့သူတို့စီကနေမှ training တွေမှာပြောတာရှိရပေါ့နော်အဲ့တော့ AO2 question တွေဒီဒါကျွန်တော်တို့ handle လုပ်နိုင်မယ်ဆိုကိုယ့်လက်ထဲမှာအမှတ်က80%လောက်ရောက်လာပြီပေါ့နော်အဲ့တော့ A စားလို့တဲ့လူတွေအမှတ်ပြည့်လို့တဲ့ကလေးတွေကြတော့ content တစ်ခုလုံးနားလည်တာပဲပြင်ကိုယ်တိုင်အောင် model တွေပါ create လုပ်နိုင်ရမယ်ပေါ့နော်ဒီမှာဆိုရင် experimental scale analysis evaluation of data and method ပေါ့နော်အဲ့တော့ဘယ်လို scale တွေပါလဲဆိုတော့ကြည့်အောင် data interpretation ပေါ့နော် data ကိုကောင်းကောင်း interpret လုပ်နိုင်မယ်ဖတ်နိုင်ရမယ်ပေါ့နော်ပြီးရင်ကိုယ်တိုင် experimental design တွေကိုတည်ဆောက်နိုင်ရမယ် evaluate လုပ်နိုင်ရမယ်ပြီးရင် biological situation တွေကို analyze လုပ်နိုင်ရမယ်ပေါ့နော်ပြီးတဲ့အခါကျတော့ evidence တွေကို evaluate လုပ်ရမယ်ပေါ့နော်အဲ့ဒါတွေရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကလေးတွေက A star တွေအမှတ်ပြည့်ရဖို့အတွက်အရင်ကြီးမခက်ခဲတော့ဘူးပေါ့နော်အဲ့တော့ဒါကကျွန်တော် IGCSE အတွက်လိုအပ်တဲ့ introduction လေးအနေနဲ့ကျွန်တော်ပထမဆုံး content လေးကို create လုပ်လိုက်တာပါနောက်များမှာနေရာတော့မဟုတ်တစ်ပတ်တစ်ခါလောက်တော့ကျွန်တော်တို့ topic လေးတွေကိုပြင်ပြီးတော့ကျွန်တော်တို့ submit လုပ်သွားပေးပါမယ်တကယ်လို့ biology နဲ့ပတ်သက်တဲ့နော် free lecture တွေကိုအထူးသဖြင့် IGCSE general biology နဲ့ပတ်သက်တဲ့ free lecture တွေကိုလိုချင်တယ်ဆိုရင်ဒီ YouTube channel လေးကို subscribe လုပ်ထားခဲ့ပါကျေးဇူးတင်ပါတယ်